အန်နာကသူ့ရဲ့ပထွေးနဲ့အိယာပေါ်မှာဖောက်ပြန်နေတာကိုမောင်ဖြစ်သူဂျယ်ရီကမြင်သွားခဲ့ပါတယ်။ဂျယ်ရီကမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လန့်သွားပြီးအောက်ထပ်ကိုပြေးဆင်းသွားပါတယ်။အဲ့ဒီအချိန်မှာပဲအလုတ်ကပြန်လာတဲ့အမေဖြစ်သူလီဆာနဲ့တွေ့ပြီးအဖြစ်အပျက်အားလုံးကိုပြောပြလိုက်ပါတော့တယ်။မကြခင်မှာပဲပထွေးဖြစ်သူတွန်းနဲ့အန်နာတို့ဟာဖျို့ဖျဲဖြစ်နေတဲ့အဝတ်စားတွေနဲ့ထွက်လာကြပါတယ်။လီဆာကတော့သူ့ခင်မွန်းရဲ့လုပ်ရက်ကိုလုံးဝမယုံကြည်နိုင်အောင်ဖြစ်သွားရပါတယ်။တကယ်တော့ဒီအဖြစ်အပျက်တွေကအဲ့ဒီနေ့မနက်ပိုင်းကလေးကစခဲ့တာပါ။တန်နဲ့လီဆာတို့ဈေးဝယ်ပြီးပြန်လာတဲ့အချိန်အန်နာကအိမ်ရှိကိုရုတ်တရက်ရောက်လာပြီးသူဟာတွန်းရဲ့သမီးဖြစ်တယ်လို့ပြောလိုက်ရကနေစတင်ခဲ့တာဖြစ်ပါတယ်။အစပိုင်းမှာတွန်းကမယုံပေမဲ့အန်နာကသူ့မေရဲ့တပုံကိုပြလိုက်တဲ့အခါမှာတော့သူ့ရဲ့ပထမဆုံးအချစ်ဦးဆိုတာကိုသတိရသွားပြီးအန်နာကိုအိမ်မှာပဲခေါ်ထားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူတို့ကအန်နာအတွက်အခန်းပြင်ပေးကြပါတယ်။ဂျယ်ရီကလည်းအန်နာကိုမြင်မြင်ချင်းစိတ်ဝင်စားသွားခဲ့ပြီးလီဆာကမိတ်ဆက်ပေးတဲ့အချိန်မှာဂျယ်ရီတယောက်ရှက်ကိုရှက်ကန်းဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့နောက်တနေ့တွန်းနဲ့လီဆာတို့အလုပ်သွားတဲ့အချိန်မှာတော့အန်နာကလီဆာအခန်းထဲကိုခိုးဝင်ပြီးလီဆာရဲ့လှပတဲ့အဝတ်အစားတွေနဲ့တန်မိုးကြီးရတနာတွေကိုဝတ်ကြည့်နေခဲ့ပါတယ်။ညဘက်လီဆာအိမ်ပြန်ရောက်လာတဲ့အခါတွန်းနဲ့အန်နာတို့မြေရောက်ခန်းထဲမှာတချင်းအတူတူဆိုနေတာကိုတွေ့လိုက်ရပါတယ်။လီဆာကစိတ်မကောင်းဖြစ်သွားပေမဲ့မကြခင်မှာပူဆိုးတဲ့အရာတွေဖြစ်လာတော့မယ်ဆိုတာကိုတော့သူမသိခဲ့ပါဘူး။